တို့ရှာရီတို့16လမ်းကိုရောက်ရှိနေရပဲဖြစ်ပါတယ် 16လမ်းကဘာတွေပြောင်းလဲသွားလဲဆိုတာတူတူလိုက်ကြည့်ပြပါဦး အရင်ရက်တွေတော့လမ်းနေပိတ်ထားတာအခုပြန်ဖွင့်လို့သွားကြည့်လိုက်တော့ကြည့်ပါဦးအရန်နေမိုက်နေလို့တပောက်အရင်ဆုံးရိုက်လိုက်တယ်ပြင်စင်နေရမ်းလာနေရမလို့ဘာမှမစားခင်လေး16လမ်းကိုအရင်ဆုံးစားဆုံးလျှောက်လိုက်အောင်မယ်တခုပြောင်းလဲသွားတာကအဝါရောင်စီကိုကြော်ပြီးတော့စိုင်းနေဖွင့်လို့မရတော့ရှောက်လန်းနေပူကျဲသွားတယ်လူတွေလည်းအရင်မကျက်တော့လမ်းလျှောက်လို့ဖိုက်စာနဲ့အကင်ဆန်ကိုပတ်မှုလိုက်တာတောင်းနေတောင်ကုန်ခဲ့ပါရဲ့ကဲအကင်းတော့ရလာပြီနဒီလေးယူလိုက်ပါအောင် ဘယ်လောက်လဲ တောင်းလေးတော့ တောင်းလေးရဟုတ်ကဲ့ ကျေးဇူးပါဟာနော်16လမ်းတော်တော်ကြီးပြောင်းလဲသွားရယ်နော်လုံးဝစီးကန်းရှိပြီးတော့လေထိုင်ကုန်နေရာတော်တော်လေးကိုလေအဆင်ပြေသွားရတယ်ဒီလားလမ်းဘေးစေးတဲ့ကြီးလေဒီကြားထဲမှာမြင်ရတော့နော် လမ်းချေဝါမိုင်းရဲ့ ဟုတ်ပါရဲ့ ပုံနာယူသွားတော့ဘယ်ဘယ်လောက် ကျေးဇူး ကျေးဇူးပါ ပြေးကြော်လေးစားချင်လိုက်တာနဲ့ဝေမိလိုက်တာဘက်ချက်မကြိုက်တာနဲ့ပြန်ထွက်လာခဲ့ရရင်နောက်ခါကြတော့မှပဲလာစားတော့မယ်ပေါက်စာဘယ်လောက်ထိကန်ဆိုလဲဆိုရင်လူရေးချောင်းတစ်ချောင်းတစ်ထောင်သူများကြီးလဲတာအပို၄၅ချောင်းလောက်ထိရရင်ပေါက်စာလဲတော့မှတစ်ချောင်းပဲရရလေဒါတော့ဆိုင်ရှင်ကသဘောကောင်းလို့တစ်ချောင်းပို့ထည့်ပေးလိုက်လို့ကျေးဇူးတင်ရမယ် ဟေးတခါလဲရစီအောင်အနည်းဆုံးတစ်ချောင်းပေါက်တယ်ပေါက်စားတော့ မိုင်းတစ်ခုဟာလား ဆိုင်ကတနာလို့ရတစ်ချောင်းပို့ပေးလိုက်တယ် ကဲအခုကြည့်နေရသူလဲ16လမ်းအောင်မရောက်သေးရင်တွားကြည့်ဖို့တိုက်တွန်းချင်ပါတယ်အရှင်ရထက်ဓာတ်ပုံရိုက်လို့လည်းကောင်းပြီးတော့လမ်းလျှောက်လို့လည်းကောင်းနေပြီမလို့ပါဒီနေ့ vlog လေးကတော့ဒီလောက်ပါပဲတတား